ဟုတ်မှားလားဘာမှားလား ဟောမိကက ဘာမှား စိတ်ကလေးစား ပြီးတော့ စိတ်သားပြီးတော့ cheap လာတာ အေးပန်းစီလေးတစ်စီးပေးပြီးမီဒီယာရှေ့မှာလေပန်းစီဖို့ကြည်အောင်မှားလားဒီကောင်ကနော်စိတ်ကဖို့ကောင်းတယ်မှားဘာမှားမှား လုံလောက်ပါပြီ ငါစားချင်တယ်ဘာမုံလေးပါမလား passion juice ကပါသေးတယ် တောက်ပေးရလေးရလေကိုမမွေးနေဒီနေပုံပုံ အေးဘယ်လိုဖြစ်ပုံဝင်နေလဲပုံသူငယ်တိုင်းကလေးလိုတွေ့ပါလောက်နေမှာသူငယ်တိုင်းကလေးမိတ်ကပ်ချစ်စရာလေးတော့နင်းအဲ့လိုမျိုးလေးလိုက်တယ်လားအဲ့မိတ်ကပ်လေး လောက်ရဲတွတ်နေ အဲ့ရဲတို့ကချစ်စရာကောင်းတယ်ဘာဖြစ် ဝင်းကျော်စားတယ် ဘာစားချင်တာ ဝင်းကျော် အကွင်းကြီးတော့ရှိရစားဟုတ်ဘူးမနေ့ကဂျီရိုနိုင်အိမ်မှာယူနေလို့ကလည်းယူနေလို့တေးပါ ကျွန်တော်ပြောတာတရားတော့ မန္တလေးကကြတော့ဗျာကျော်ဟိုရန်ကုန်ကကြတော့မပဲကျော်လားမဟုတ်ရန်ကုန်ကခေါ်လား မပဲကျော်လို့ မပဲကျော်ရှုပ်နေရပဲကွယ်အမှန်တော့ဗဇက်ထက်ရောက်သွားပြီးသွားပြီဗဇက်ထက်ရောက်သွားပြီးသွားကူမာရလေးကစားတော့မှဒီမှာပြမယ်ဗာစားမှလည်းဆိုပြချစ်တီတမင်းဟင်းကိုစိတ်ကလေးစားနဲ့စားမှာတဲ့နော်ချစ်တီတမင်းဟင်းကိုစိတ်ကလေးစားနဲ့စားမှာဖြစ်ပါတယ်စားတဲ့လေးစားနောက်ကြဟမ် ပြီးတော့ Happy birthday လောက်တာကိုခါတရလောက်ရှိပြီတော်တော့သွားစားလိုက်တော့စောကားစားလိုက်တော့စားချလိုက်တော့ဒါကချက်ပါတယ် cheese ချက်ပါတယ်စားဒါကတော့ classic city ကနေ sweet နဲ့ Victor အတွက်ကို present လေးလုပ်လာပေးတာ Thank you so much ပါမရေကျေးဇူးတင်ပါတယ်ရှင်ကဲအားလုံးပဲတတစားပြီးပါပြီ မကဲကိုစားလို့ကောင်းခဲ့ပါလေ ရုပ်ကိုကြည့်အောင်ပါနေတယ်တတာ ဒါ Thank you ဘယ်လို thank you လဲငါပြောပါမှာ